ရှားထိပ်တန်းမြို့တော်ဖြစ်တဲ့တိုကျိုမြို့ဟာအမေရိကန်မြို့ကြီးတွေဥရောပမြို့ကြီးတွေနဲ့နယ်ပယ်အသီးသီးမှာရှင်ပြိုင်နေတဲ့မြို့တော်ဖြစ်ပါတယ်။တန်ရှင်းတည့်ရမှုအေးချမ်းသာယာမှုတို့နဲ့အတူလူနေမှုအဆင့်အတန်းမြင့်မားတဲ့မြို့ဖြစ်ပါတယ်။စမှုနည်းပညာနဲ့စီးပွားရေးကဏ္ဍတွေမှာကမ္ဘာထိပ်တန်းမြို့တစ်မြို့လည်းဖြစ်ပါတယ်။စီးပွားရေးကဏ္ဍမှာလည်းနယူးယောက်၊လန်ဒန်၊ဆော်ဒီကမ္ဘာမြို့တော်ကြီးတွေနဲ့အပြိုင်အင်အားတောင့်တင်းလာပါတယ်။ဒီတစ်ခါတော့တိုကျိုမြို့ကြီးရဲ့အကြောင်းကိုဟောခပြီးတဲ့မိတ်ဆွေတွေအတွက်ဘဟုတုတအနည်းနဲ့ဝေမျှပေးချင်ပါတယ်။တိုကျိုမြို့ဟာဂျပန်နိုင်ငံဟွန်ရှူကျွန်းအရှေ့ပိုင်းမှာတည်ရှိပြီးမဟာတိုကျိုနယ်မြေထဲမှာပါဝင်နေပါတယ်။ဂျပန်နိုင်ငံရဲ့မြို့တော်ဖြစ်တယ်လို့အကြီးဆုံးမြို့လည်းဖြစ်ပြီးမြို့နေလူဦးရေ14သန်းကျော်နေထိုင်ပါတယ်။တိုကျိုဒေသတစ်ခုလုံးမှာတော့နေထိုင်သူဦးရေ38သန်းကျော်တောင်ရှိပြီးကမ္ဘာပေါ်မှာလူဦးရေပထမအများဆုံးမြို့အဖြစ်လေသတ်မှတ်ခံထားရပါတယ်။မြို့တော်ရဲ့အခြေအဝန်းက140စတုရန်းမိုင်ဖြစ်ပြီးလူဦးရေတိတ်သီးစားအနေနဲ့တော့တမိုင်ပတ်လည်မှာ16480ဦးအထိနေထိုင်ပါတယ်။ဂျပန်နိုင်ငံနေမီစုစုပေါင်းရဲ့80ရာခိုင်နှုန်းကတောင်ကုန်းတွေဖြစ်ပြီးမြတိုကျိုဒေသကတော့အနည်းငယ်ပြန်ကျူးတဲ့ညီမျက်နှာတင်တင်ကိုပိုင်ဆိုင်ထားပါတယ်။ကျမ်းမြအောင်ဖြင့်ပင်လယ်ရေမျက်နှာပြင်အထက်အနည်း132ပေခန့်မှာတည်ရှိနေတာဖြစ်ပြီးဒီဒေသရဲ့အမြင့်ဆုံးနေရာကတော့6618ပေမြင့်နဲ့ခွာမာတိုရီတောင်ဖြစ်ပါတယ်။တိုကျိုဒေသတစ်ခုလုံးမှာတော့အထူးရပ်ကွက်23ခု၊မြို့နယ်26ခု၊မြို့နယ်5ခုနဲ့ကြီးရွာ10ရွာတို့ပါဝင်နေပါတယ်။တိုကျိုရဲ့တမိုင်းကြောင်းဟာဆိုရင်ဟိုးရခင်ကနေ15ရာစုအစောပိုင်းကာလတွေအထိအဲတူလို့ခေါ်တဲ့တငါးရွာလေးအဖြစ်တည်ရှိလာခဲ့တာဖြစ်ပါတယ်။15ရာစုအလယ်ပိုင်းမှာတော့အဲတူကလန်ရဲ့ခန့်တက်မြို့တစ်မျိုးဖြစ်ပြီးတော့19ရာစုအစောပိုင်းကာလမှာတော့ရှိုးကန်းတွေအခြေစိုက်ရာအထီးကမြို့ဖြစ်လာခဲ့ပါပြီ။အဲဒီနောက်ပိုင်းမှာတော့တပြေးပြေးတိုးတက်စီကားလာခဲ့ပြီး18ရာစုကာလမှာတော့လူဦးရေတက်တန်းပြည့်သွားခဲ့ပြီးကမ္ဘာအကြီးဆုံးမြို့စင်းရင်မှာပါဝင်လာခဲ့ပါပြီ။1869ခုနှစ်မှာတော့ဂျပန်အင်ပါယာဘုရင်ရဲ့နန်းမြို့တော်ဖြစ်လာခဲ့ပြီးမြို့ရဲ့အမည်ကိုအဲတူကနေတိုကျိုလို့ပြောင်းလာခဲ့တာဖြစ်ပါတယ်။တိုကျိုဆိုတဲ့အမည်ကတော့အရှေ့ပိုင်းမြို့တော်လို့အဓိပ္ပာယ်ရပါတယ်။အဲ့ဒီအချိန်ကစလို့တိုကျိုဟာဂျပန်နိုင်ငံရဲ့နိုင်ငံရေးနဲ့ယဉ်ကျေးမှုဗဟိုဌာနစတင်ဖြစ်လာခဲ့ပါတယ်။1923ခုနှစ်မှာလှုပ်ခဲ့တဲ့ကန်တိုမဟာငလီအကြောင်းတိုကျိုမြို့နေလူဦးရေ3သိန်းကျော်တည်ဆုံခဲ့ရတဲ့လို့တမျိုးလုံးနီးပါးလေးပျက်စီးသွားခဲ့ရပါတယ်။1929ခုနှစ်မှာတော့မြေအောက်ရထားလိုင်းကိုစတင်နိုင်ခဲ့တယ်လို့အဝေးပြေးလမ်းမကြီးတွေဖောက်လုပ်ခြင်းနဲ့မြို့တော်တိုးချဲ့တိစောက်ခြင်းတွေကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်ခဲ့ကြပါတယ်။1940ခုနှစ်မှာတော့တိုကျိုဟာကမ္ဘာအဆင့်မီမြို့ကြီးတစ်မြို့အဖြစ်ရပ်တည်နေခဲ့ပြီးဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း1944ခုနှစ်နဲ့1945ခုနှစ်ကာလအတွင်းမှာတော့တိုကျိုဟာအမေရိကန်လေယာဉ်တွေရဲ့အပြင်းထန်ပုံကျဲခြင်းကိုခံခဲ့ရပြီးမြို့နေလူဦးရေ9500နဲ့2သိန်းကျော်တိတ်ဆုံးခဲ့ရတယ်လို့မြို့အစိတ်အပိုင်းအများစုဟာလည်းပျက်စီးခဲ့ရပြန်ပါတယ်။1940ခုနှစ်ကလူဦးရေ9သန်းနီးပါးရှိခဲ့တဲ့မြို့ဟာ1945ခုနှစ်ရောက်ချိန်မှာတော့လူဦးရေ2.8သန်းသာကျန်ရှိတော့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှာတော့တိုကျိုကိုအမေရိကန်တို့က6နှစ်ကြာထိန်းချုပ်ထားခဲ့ပြီး1952ခုနှစ်မှာတော့ပြန်လွှဲပေးခဲ့ပါတယ်။အဲဒီအချိန်ကစလို့ပြပုံတွေကရုံးထပြီးမြို့တော်ပြန်လည်တည်ဆောက်ရေးကိုအရှိန်အဟုန်နဲ့လှုပ်ဆောင်ခဲ့ပါတယ်။ဆယ်စုနှစ်ဝန်းကျင်မှာတမျိုးလုံးကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး1964ခုနှစ်မှာတော့ရီယာဒီအိုလံပစ်ပွဲတော်ကိုအေရှင်အဖြစ်လက်ခံကျင်းပနိုင်လာတဲ့အထိပြန်လည်တိုးတက်လာခဲ့ပါတယ်။1990နဲ့1980ခုနှစ်ကာလတွေမှာတော့မိုးမျှော်တိုက်တွေကိုတိစောက်လာခဲ့ပြီး1988ခုနှစ်မှာတိစောက်ခဲ့တဲ့ Sunshine 16မိုးမျှော်တိုက်ဆိုရင်အထက်60မြင့်ကအဲဒီအချိန်ကအာရှရဲ့အမြင့်ဆုံးအဆောက်အအုံဖြစ်ခဲ့ပါတယ်။အဲဒီနှစ်မှာပဲတိုကျိုမြို့အနီးကနာဟီတာမြို့မှာနာဟီတာလေဆိပ်ကြီးကိုဖွင့်လှစ်နိုင်ခဲ့ပြီးအဲဒီအချိန်မှာတော့တိုကျိုရဲ့လူဦးရေဟာ17သန်းအထိရှိလာပြီဖြစ်ပါတယ်။ဂျပန်လုပ်ငန်းရှင်ကြီးအသီးသီးကလည်းအခြားမြို့များမှာရှိတဲ့သူတို့ရဲ့ရုံးတွေကိုရွှေ့ပြောင်းပြီးတိုကျိုမှာအခြေစိုက်လာရာကနေမြို့ရဲ့စီးပွားရေးဟာအစားပေါင်းများစွာတိုးတက်လာခဲ့ပါတယ်။လက်ရှိအချိန်မှာတော့တိုကျိုဟာစက်မှုနည်းပညာအလွန်ထွန်းကားပြီးကမ္ဘာစီးပွားရေးအတောင်ပင်ဆုံးမြို့တော်အဖြစ်အမေရိကန်ရဲ့နယူးယောက်မြို့ကြီးကိုကျော်ဖြတ်ခါရပ်တည်လျက်ရှိပါတယ်။တိုကျိုမှာထင်ရှားတဲ့ပြတိုက်တွေအများကြီးရှိတဲ့အနက်ကနာမည်အကြီးဆုံးကတော့ ONO ပန်းချံနေမြေတင်းမှာတည်ရှိတဲ့
တိုကျိုအမျိုးသားပြတိုက်ဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့အကြီးဆုံးအနုပညာပြတိုက်ဖြစ်ပြီး1882ခုနှစ်ကတည်းကစတင်ဖွဲ့လက်ခဲ့တာဖြစ်ပါတယ်။ဂျပန်ရှီဟောင်းအနုပညာပစ္စည်းတွေကန်ဒါယာတိုင်းမှာတူးပေါ်ရရှိခဲ့တဲ့အနုပညာပစ္စည်းတွေအချိန်ကပိုလန်မကြီးတစ်လျှောက်ထင်ရှားခဲ့မှုတဲ့ရှားပါအနုပညာပစ္စည်းတွေကိုဒီပြတိုက်ကြီးထဲမှာတစုတဝေးတွေပြသထားပါတယ်။နေ့စဉ်လာရောက်လေပတ်သူ2 တန်းထပ်မနည်းရှိတဲ့နေရာလေးဖြစ်ပါတယ်။နောက်ထပ်တည်ရှိနေတဲ့ပြတိုက်တစ်ခုကတော့အနောက်တိုင်းအနုပညာပြတိုက်ဖြစ်ပါတယ်။ဒီပြတိုက်မှာတော့14ရာစုကနေ20ရာစုအစောပိုင်းကာလအတွင်းကထင်ရှားခဲ့တဲ့ဥရောပအနုပညာရှင်ကြီးများရဲ့ပတိပပုစတဲ့အနုပညာပစ္စည်းတွေကိုထိမ့်သိမ်းပြသထားပါတယ်။1959ခုနှစ်ကတည်းကစတင်ဖွင့်လှစ်ခဲ့အောင်ဖြစ်ပြီးနေ့စဉ်လာရောက်လေပတ်သူအတန်းကျော်ရှိနေတဲ့နေရာလေးဖြစ်ပါတယ်။ဒီပြတိုက်ကြီး2ခုအပြင်အခြားထင်ရှားတဲ့ပြတိုက်တွေကတော့သိပ္ပံနဲ့စံသစ်တီထွင်မှုဆိုင်ရာပြတိုက်A2တိုကျိုသမိုင်းပြတိုက်နေစုအနုပညာပြတိုက်နဲ့ခေတ်သစ်အနုပညာပြတိုက်တွေဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာဘုရားကျောင်းအရေးအတွက်ထောင်နှစ်ချီကရှိနေပြီးဒီအထက်ကရှေးအကြဆုံးတစ်ခုကတော့တိုကျိုမှာရှိတဲ့စန်းဆူကြီးဘုရားကျောင်းပဲဖြစ်ပါတယ်။အာဆာခုဆာနေမြေထဲမှာတည်ရှိနေတဲ့မူလာဘုရားကျောင်းကို9ရာစုကာလကတည်းကတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ဘုံတန်းကြောင့်ပျက်စီးသွားခဲ့ရပြီးအဲဒီနောက်မှာတော့မူလအဆောက်အအုံဒီဇိုင်းအတိုင်းပြန်လည်တည်ဆောက်ထားတာဖြစ်ပါတယ်။ဒီဘုရားကျောင်းရဲ့ကဲ့ရဲ့မှာတော့ဘုံငေါစင်အမည်နဲ့အာဆာခုဆာရှင်တို့ကျောင်းဆောင်တည်ရှိနေပါတယ်။နောက်ထပ်ထင်ရှားတဲ့ဘုရားကျောင်းကတော့ရှီပူရနေမြေထဲမှာတည်ရှိတဲ့မေဂျီရှင်တို့နတ်ကုန်းဖြစ်ပါတယ်။ဂျပန်ဧကရာဇ်မြေကြီးနဲ့မိဖုရားတို့ကိုရည်စူးပြီးတည်ထားတဲ့နတ်ကုန်းဖြစ်ပြီးတော့1920ခုနှစ်မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။မူလအဆောက်အအုံတွေကတော့ဒုတိယကမ္ဘာစစ်အတွင်းမှာပျက်စီးခဲ့ရပြီးယခုမြင်ရတဲ့အဆောက်အအုံတွေကတော့1958ခုနှစ်မှာပြန်လည်တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။တိုကျိုရဲ့ထင်ရှားတဲ့နေရာတွေထဲမှာတော်ဝင်နန်းတော်ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ဂျပန်ဧကရာဇ်နဲ့တော်ဝင်မိသားစုတွေနေထိုင်ရာနဲ့အုပ်ချုပ်ရေးဆိုင်ရာရှုံးများရှိရာနေရာဖြစ်ပြီးချီယိုတာနယ်မြေထဲမှာတည်ရှိနေတာဖြစ်ပါတယ်။3.44စတူယမ်းမိုင်ခြေဝန်းနဲ့စိန်လန်းနဲ့ဥယျာဉ်နယ်မြေထဲမှာရှိနေတာဖြစ်ပြီးဒီနေရာမှာအဆောက်အအုံများစွာပေါဝင်နေပါတယ်။15ရာစုကတည်ဆောက်ခဲ့တဲ့အဲဒိုရဲတိုင်နေရာမှာပြန်လည်တည်ဆောက်ထားတာဖြစ်ပြီးဒုတိယကမ္ဘာစစ်အတွင်းမှာနန်းတော်အဆောက်အအုံအများစုပျက်စီးခဲ့ရပါသေးတယ်။1960ခုနှစ်မှာတော့ဒီနယ်မြေရဲ့အနောက်ဘက်ပိုင်းမှာနန်းတော်ခမ်းမအသစ်တစ်ခုကိုပြန်လည်တည်ဆောက်ခဲ့ပြီးတဲ့နောက်အရှေ့ဘက်ပိုင်းကိုတော့ပြည်သူ့ပန်းခြံအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။တိုကျိုမှာဂျပန်ရိုးရာယဉ်ကျေးမှုအမှုပညာဆိုင်ရာကားဆက်ရုံမုံများစွာရှိနေပြီးတော့ဒီအထက်မှာ Note အမျိုးသားစက်ရုံနဲ့ခါပူကီဆာစက်ရုံတွေကအထင်ရှားဆုံးဖြစ်ပါတယ်။ဒါအပြင်ခေဟောင်းခေတ်သစ်ပြဆက် Opera ဂီတတန်ဆောင်တီဝိုင်းဘဲလီကာပွဲတွေကျင်းပလိရှိတဲ့အမျိုးသားကားဆက်ရုံတစ်ကြီးရလဲရှင်ဂျူကူနယ်မြေထဲမှာတည်ရှိနေပါတယ်။တိုကျိုစကိုင်းထရီကတော့ရှိုးတန်လွင်တိုင်ဖြစ်တယ်လို့စားတောက်ဆိုင်များရှိရာနေရာနဲ့မြို့ပတ်ပတ်လေမြင့်ကွင်းကိုအပေါ်စီကကြီးစုနိုင်တဲ့နေရာလေးဖြစ်ပါတယ်။ထိပ်ဆုံးအထိပေ2080ညနေဒီတာဝါအဆောက်အအုံကိုတော့2012ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီးတော့ဆူမီတာနယ်မြေထဲမှာတည်ရှိနေတာဖြစ်ပါတယ်။ရေပေါ်မြေအောက်အထက်ပေါင်း35တက်ဒန်လီက73ခုပါရှိတဲ့ဒီတာဝါဟာကမ္ဘာပေါ်မှာ5ခုမြောက်အမြင့်ဆုံးအဆောက်အအုံတွေဖြစ်ပါတယ်။တိုကျိုရဲ့မြင့်ကွင်းတွေမှာအမြင့်လိုပါဝင်နေလိမ့်ရှိပြီးတော့တိုကျိုရဲ့အမှတ်သားလို့ပြောရမယ့်နေရာကတော့တိုကျိုတာဝါဖြစ်ပါတယ်။မီနော့တိုနယ်မြေထဲမှာတည်ရှိနေပြီးဆက်သွယ်ရေးနဲ့လေးလာကြီးစုရေးတာဝါအဆောက်အအုံဖြစ်ပါတယ်။တိုကျိုတာဝါကတော့ပေ1092ပေမြင့်ပြီးတော့1958ခုနှစ်ကလေးကတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပါတယ်။ဂျပန်တွေဟာငါးအလွန်စားတဲ့လူမျိုးဖြစ်ပြီးတော့ငါးနဲ့ပတ်သက်ရင်နာမည်ကြီးပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးငါးစီးကြီးရတော့တိုကျိုကခိုတိုနယ်မြေထဲမှာတည်ရှိနေတဲ့တိုယိုစုစီးကြီးဖြစ်ပါတယ်။စတူယန်ပေ4တန်းကျော်ကျင်းဝန်းနဲ့ဒီစီးကြီးကို2018ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီးတော့ကုန်ကျစရိတ်အနေနဲ့အမေရိကန်9ဘီလီယံအထိကုန်ကျခဲ့ပါတယ်။ဒီငါးစီးကြီးမှာဒေါ်လာတန်းချီတန်နဲ့ငါးလင်လံပွဲတွေပြုလုပ်လိရှိပြီးတော့တစ်တီနဲ့ဟင်းတီဟင်းရွက်ဈေးတွေကိုလည်းထည့်သွင်းတည်ဆောက်ထားပါတယ်။တိုကျိုနယ်မြေအေဒီယာစုစုပေါင်းရဲ့36ရာခိုင်နှုန်းကတစ်တော်နဲ့ပန်းချံနယ်မြေတွေဖြစ်ပါတယ်။အမျိုးသားဥယျာဉ်နယ်မြေလေးခုပါဝင်နေတယ်လို့စတူယန်မီတာ4,500,000 ထပ်မင်းကျေဝန်းနဲ့မြို့ပြပန်းညံကြီးပဲဒါဇင်နဲ့ချီရှိနေပါတယ်
တိုဂျိုနယ်မြေတွေထဲမှာအကြီးဆုံးပန်းညံကတော့စတူယန်မီတာ1.6 တန်းကျော်ကျေဝန်းနေရှိုးဝအထိန်အမှတ်ပန်းချံဖြစ်ပါတယ်။ပန်းညံတွေထဲမှာလာရောက်လေပတ်သူအများဆုံးပန်းညံကတော့ထိုက်တိုနယ်မြေထဲမှာတည်ရှိနေတဲ့ဦးအဲနိုပန်းချံဖြစ်ပါတယ်။တွေဝခါမှာဆိုရင်ချယ်ရီပန်းတွေဝီစာနီလေးရှိပြီးနေ့စဉ်လာရောက်လေပတ်သူ10 တန်းကျော်ရှိတဲ့နေရာလေးဖြစ်ပါတယ်။စတူယန်မီတာ9 သိန်းကျော်ကျေဝန်းနေပန်းညံနေမြေထဲမှာပြရိုက်ပေါင်း10 ခုထက်မနည်းရှိနေသလိုနာမည်ကျော်ဦးအဲနိုတလိษံယုံလေးရှိနေပါတယ်။ဒီတလိษံယုံမှာတော့တလိษံမျိုးစိတ်ပေါင်း464မျိုးအကောင်အရေးအတွက်အပြင်2600ခန့်ကိုထိမ့်သိမ်းပြသထားပါတယ်။အစိုးရရှုံးတွေစီးပွားရေးလုပ်ငန်းတွေဖျော်ဖြေရေးနဲ့ဈေးဝယ်စင်တာတွေတည်ရှိရာရှင်ကျုကူနေမြေကလည်းအလွန်နာမည်ကြီးပြီးစီကားလာပါတယ်။ဗျာညအပြည့်နေစဉ်ခရီးသွားပေါင်း3 တန်းကျော်ရှိနေတဲ့ရှင်ကျုကူဘူတာဟာလည်းကမ္ဘာပေါ်မှာအလို့အရှဆုံးဘူတာရုပ်အဖြစ်မှတ်တမ်းတင်ခံထားရပါတယ်။တိုဂျိုဒေတာဟာကမ္ဘာစီးပွားရေးအတောက်သေးဆုံးနေမြေဖြစ်ပြီးတော့တဦးချင်းအတွက်နှစ်စဉ်ပြန်ည GDP ကတော့ဒေါ်လာ9000ခွဲဝန်းကျင်ခန့်ရှိနေပါတယ်။အဓိကစီးပွားရေးလုပ်ငန်းတွေကတော့မော်တော်ကား electronic, IT နည်းပညာ, မီဒီယာစက်မှုလုပ်ငန်း, စတီးတပ်ထုဓာတုပစ္စည်း, ချီမြင့်နဲ့အထည်, ငွေကြေးနဲ့ဘဏ်လုပ်ငန်း, တည်ယူပို့ဆောင်ရေးနဲ့ခရီးသွားလာရေးဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်။စီးပွားရေးအလွန်ကောင်းတယ်လို့နေထိုင်မှုစည်းစကားလည်းအလွန်ကြီးပါတယ်။တိုဂျိုဟာပညာရေးအလွန်ထွန်းကားတဲ့မြို့ဖြစ်ပြီးအထူးကတက္ကသိုလ်ကြီးအခု20အပြင်အခြားတက္ကသိုလ်ကောလိပ်ပေါင်းအခု100ကျော်ရှိနေတဲ့မြို့လည်းဖြစ်ပါတယ်။တင်ရှားတဲ့တက္ကသိုလ်တွေကတော့တိုဂျိုတက္ကသိုလ်ဟီတိုဆူဘာရှိတက္ကသိုလ်မေဂျီတက္ကသိုလ်တိုဂျိုနီးပညာတက္ကသိုလ်ဝါဆေတာတက္ကသိုလ်တိုဂျိုသိပ္ပံတက္ကသိုလ်ဆိုဖီယာတက္ကသိုလ်နဲ့ကင်အိုတက္ကသိုလ်တွေဖြစ်ပါတယ်။တိုဂျိုဟာအများပြည်သူတည်ယူပို့ဆောင်ရေးမှလည်းကမ္ဘာထိပ်တန်းအဆင့်ကိုပိုင်ဆိုင်ထားပါတယ်။တမျိုးလုံးမှာလျက်စစ်ရထားလိုင်းမှာ60ကျော်ရှိနေတယ်လို့ဘူတာပေါင်း900ခန့်ရှိနေပါတယ်။ဒီအောက်ရထားလိုင်းကလည်း73လိုင်းအထိရှိနေပြီးတော့စုစုပေါင်းရထားလမ်းအရှိမိုင်180အထိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။တိုဂျိုရထားတွေကနေတဆင့်နေ့စဉ်သွားလာလှုပ်ရှားနေသူအရေးအတွက်က10 တန်းကျော်ရှိပြီးတော့ကမ္ဘာအလုပ်အများဆုံးရထားကွန်ရက်ကိုပိုင်ဆိုင်ထားတယ်လို့ဆိုရပါမယ်။လူကြီးအများပြားလွန်မိမယ်တိုဂျိုဟာအများပြည်သူတည်ယူပို့ဆောင်မှုစနစ်ကိုအကောင်းဆုံးထိန်းသိမ်းထားနိုင်ပြီးတော့တိုဂျိုရထားတွေဟာတန်ရှင်းစနစ်ကြမှုနဲ့အချိန်တိကျမှတ်ကန်မှုလို့မှာကမ္ဘာကျော်ပါရီဟာနေတာလေစိတ်လို့လူတိကြရီတိုဂျိုနိုင်ငံတကာလေစိတ်ကတော့အိုတာနေမြေထဲမှာတည်ရှိနေပါရီ1932ခုနှစ်ကလေးကစတင်ဖွင့်လှစ်ခဲ့တဲ့အဲ့ဒီလေစိတ်ဟာ2018ခုနှစ်မှာခရီးသွား89တန်းကျော်အထိဝန်ဆောင်မှုပေးနိုင်ခဲ့ပြီးကမ္ဘာပေါ်မှာစလုထအလုပ်အများဆုံးလေစိတ်ဖြစ်ပါရီတိုဂျိုဟာပူနွေးဆူဆွတ်တဲ့ရာသီဥတုကိုပိုင်ဆိုင်ထားပြီးတော့ပြန်မြအနေနဲ့ပူနွေးတဲ့လတွေမှာ26ဒီဂရီဆဲလ်စီယပ်အထိရှိတတ်ပြီးချမ်းအေးတဲ့လတွေမှာတော့9ဒီဂရီဆဲလ်စီယပ်ဝန်းကျင်ရှိတတ်ပါရီငလျင်တွေလှုပ်ခတ်လိရှိပြီးတော့ပမိုင်းတလျှောက်မှာအပြည့်စုံဖြစ်ခဲ့တဲ့ငလျင်တွေကတော့1903ခုနှစ်1982ခုနှစ်1812ခုနှစ်1855ခုနှစ်နဲ့1923ခုနှစ်ဒီမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။လူပေါင်း3 သိန်းကျော်တည်ဆုံးခဲ့ရတဲ့1923ငလျင်ကတော့အဆိုးဆုံးဖြစ်ပြီးတိုဂျိုတစ်မျိုးလုံးနီးပါးကိုဖျက်ဆီးသွားစေခဲ့တဲ့ငလျင်လည်းဖြစ်ပါတယ်။ဘောလုံးအားကစားအနေနဲ့ကတော့ FC တိုဂျိုနဲ့တိုဂျိုပါတီအသင်းတွေအခြေစိုက်ရာမျိုးဖြစ်ပြီးအခြားထင်ရှားတဲ့အားကစားတွေကတော့ baseball, sumo နံပါတ် volleyball, tennis, American ဘောလုံး, judo နဲ့ karate တို့ဖြစ်ပါတယ်။ညာပြလောနဲ့လူဦးရေနဲ့မလိုက်အောင်မေတိုဂျိုဟာယာဇဝဲမှုတွေအလွန်နေပါပြီးကမ္ဘာအလုံးစုံစုံမျိုးတွေကတမျိုးလေးဖြစ်ပါတယ်။လူနေမှုအဆင့်အတန်းအမြင့်မားဆုံးမြို့စည်းရင်းမှာပါဝင်တယ်လို့ကမ္ဘာနေချင်းစပွဲအကောင်းဆုံးမြို့စည်းရင်းမှာလည်းအဆင့်9နေရာကိုချိတ်ထားတဲ့မြို့ဖြစ်ပါတယ်။နေုံမြေအောင်စုံများနဲ့တိုဂျိုရဲ့ညဘက်တွေဟာလေနေကင်းအလားလင်းထိန်နေလိရှိပါတယ်။ Night life ရည်ကြည်မှုနဲ့ပတ်သက်လို့တိုဂျိုရဲ့အစည်းအကားဆုံးနေရာတွေကတော့ Roppongi, Shibuya နဲ့ Shinjuku စတဲ့နေရာတွေဖြစ်ပါတယ်။ကဲဒါလို့ဆိုရင်တော့တိုဂျိုမြို့တော်ရဲ့အကြောင်းကိုတော်တော်လေးတည်သွားလောက်ပြီလို့ထင်ပါတယ်။တမန်ပြီးတော့လေကမ္ဘာပေါ်ကထင်ရှားပြီးအထင်ကရမြို့တော်ရဲ့အကြောင်းကိုဝေမျှသွားအောင်မှာဖြစ်တဲ့အတွက် post အသစ်တင်တိုင်းသိရအောင်ကျွန်တော်တို့ရဲ့ Walk Capital Channel လေးကို subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေ။